ဆိုင်ဦးလန်းချောင်းယောဂါတွေအဖြစ်များလာတဲ့ဒီနေ့ခေတ်မှာလင်းမြမာရဲ့မိတ်ဆွေများတီးလို့ရင်းနဲ့မြင်းမြန်းလာတဲ့မိကွန်းတွေကိုကျမမရွှေထွန်းနဲ့ဒူဆရာဒေါက်တာရဲပြည့်ဟိန်းတို့ကဆွေးနွေးဖြေကြားပေးသွားမှာဖြစ်ပါတယ်ရှင်။မြင်းမြန်းလာတဲ့မိကွန်းတွေဟာများပြားတာဖြစ်တဲ့အတွက်တူရစုပြီးဖြေကြားပေးမှာမို့လို့အပိုင်းတိုင်းကိုမလွတ်တမ်းကြည့်ရှုဖို့အတွက်တိုက်တွန်းလို့ဆိုလိုက်ပါတယ်။ကျမတို့ရဲ့လင်းမြမာမှာအဆိုင်ဦးလန်းချောင်းကျန်းမာရေးအတွက်အကျိုးပြုစေမဲ့အားစီးများနဲ့ဖြစ်ဆွက်အာဟာရများကိုလည်းစုံစုံလင်လင်ဝယ်ယူရရှိနိုင်ပါတယ်။အဆိုင်ဦးလန်းချောင်းကျန်းမာဖို့တည်တည်တိုက်တာတွေကိုပြည့်ပြည့်စုံစုံနားလည်သဘောပေါက်လွယ်အောင်ရေးသားဖော်ပြထားတဲ့ဆရာရဲ့အဆိုင်ဦးလန်းချောင်းပြဿနာဆွေးနွေးအဖြေရှာစာအုပ်ကိုလည်းဝယ်ယူရရှိနိုင်ပါတယ်ရှင်။ဟုတ်ကဲ့ဆရာဒီတစ်ခေါက်ကတော့အဆိုင်ယောဂအကြောင်းမေးမြန်းထားတဲ့မေးခွန်းလေးတွေပါဆရာဖြေကြားပေးပါအောင်နော်။ဟုတ်ကဲ့ပါ။ချိုမေကောင်းကတော့ဆရာရှင်ကျမအသက်62နှစ်ရှိပါပြီနှလုံးသွေးကြောပိတ်ပြီးဆေးတောက်နေရပါတယ်သွေးတိုးလည်းရှိပါတယ်မကြာခဏဘိုက်စာပါတယ်အစာလွန်သွားရင်တော့ဘာစားစားမစားသလိုပဲအန်နာတွေတော့မရှိဘူးညဘက်လည်းဘိုက်စာရင်ထထစားရတယ်ဆရာဝန်တွေပေးတဲ့ဆေးတွေကလည်းရေရှည်ဆွဲတောက်လို့မကောင်းဘူးဆိုတော့ဘာလုပ်သင့်ပါသလဲကြိုက်ခဲပြောက်စီအချင်းဆက်ဘာမှမစားပါဘူးအစာရင်ကနာပါတယ်လက်ညွန်ပေးပါအောင်ဆရာညူမင်တန်ကောင်းကတော့ဆရာမင်္ဂလာပါ12ရက်10လ2025နေ့ကအဆိုင်မှန်မြောင်းကြည့်တာအဆိုင်ရောင်တာပဲတွေ့ပါတယ်အဆိုင်ပိုးစစ်တာလည်းမရှိပါဘူး73ရက်နေ့ကနေ့လယ်စာစားတာပုံမှန်ထက်နည်းနည်းပိုစားမိပြီးဗိုက်ပြန်တင်းလာလို့ပါစိုးရင်ရလားခင်ဗျာပုံမှန်ထမင်းမဲ့ဆက်စားရမလားမစားဘဲလည်းတင်းပါတယ်စားပြီးရင်ပိုတင်းပါတယ်ခင်ဗျာလို့မိထားပါတယ်ဇော်အားဦးကောင်းကဆရာရဲ့ကျွန်တော်ကအဆိုင်ရောင်တာနှစ်တော်ကြာနေပါပြီစဖြစ်လာတဲ့ခါဆရာဝန်နေနဲ့မှန်မြောင်းနေကြီးပိုးတွေစစ်တယ်ပိုးလည်းမရှိဘူးဆေးတောက်တာလည်း2လ3လလောက်တောက်ခဲ့တယ်ထူးခြားမှုမရှိဘူးနောက်ပိုင်းဆိုဆေးမတောက်ဘဲနေတာအခုထိပါအစားတွေရှောင်တယ်တိုင်းရင်းဆေးတွေတောက်တယ်စိတ်တက်လည်းကြနေပြီဆရာဆေးသိရှိရင်ညွှန်ပေးပါဘာဆေးတောက်ရမလဲဆရာရန်ကုန်မန်းလေးသွားပြီးဆေးကုဖို့လည်းမလွယ်လို့ပါတဲ့ဝမ်းရိပ်ခက်ခဲရှိတာအခုလိုခံစားနေရပါတယ်လို့ပြောထားပါတယ်ဆရာလွင်အကောင့်ကတော့ဆရာရှင်အစာရင်မကောင်းလို့ပြတာ3နှစ်လောက်ရှိပါပြီအစားမရင်အောင်ကျင်းနာခြင်းမရှိပဲဗိုက်စာသလိုခံစားနေရပြီမအီမတာရင်ထဲဖြစ်ပြီးအန်ဂျင်နေတာပါတက်တာတဲ့ဆေးတောက်ရင်တက်တာပါတယ်ပြန်ဖြစ်တာပါဆေးတွေကတော့အစာရင်နဲ့ပတ်သက်တဲ့ဆေးဆောင်ထားပြရင်ဆက်တောက်တယ်ဆံပြုတ်တောက်ရင်တက်တာနဲ့အစားရှောင်နဲ့နည်းနည်းချင်းသာစားရပါတယ်မှန်ပြောင်းနဲ့အစာရင်ဘို့တော့မစစ်ရသေးပါဘူးရှင်အဲ့တော့အဆောင်ရိုက်တာတော့ဘာမှမရှိဘူးအတော်ခံစားရခက်ပါတယ်မအန်မချင်းပါဆရာရဲ့အရင်တုန်းကတော့ခါနာဖြစ်ဘူးတော့အကြိုက်ခဲပျောက်ဆေးတွေလည်းတောက်ခဲ့ရပါတယ်အခုလဲကြီးပေါင်းရှိနေတော့တစ်ခါတလေတောက်ရပါတယ်တီဖိုးဆေးရောသွေးကြဆေးရောသွေးကျဲဆေးရောအစီကြဆေးရောတောက်နေရပါတယ်လို့ရေးထားပါတယ်ဆရာခင်လွန်ခဲ့တဲ့3နှစ်ကအစာရင်မှန်မြောင်းကြည့်ရဲ့အစာရင်နှံရံရောင်ပါတယ်ပိုးမရှိပါဘူးအခုရင်တောက်နေလို့ဘလို့နေထိုင်စားတောက်ပြီးဗာဆေးတွေတောက်ရမလဲရှင်းလို့မိထားပါတယ်စိုးမိုးအောင်ကောင်းကတော့ရင်ညွန့်ကနည်းနည်းအောင်နဲ့သွေးအားလည်းနည်းတယ်ပိုတက်ဆီယမ်ဆေးနဲ့သွေးထိန်းဆေးတောက်နေရပါတယ်လက်ညွန်ပေးပါအောင်မော်နာလီဇာစမိုင်းကရင်ကောင်းထဲမှာတင်းကျပ်ပြီးတော့အသက်ရှူမဝပါလေတွေလည်းကျပ်ပါတယ်ဝမ်းလည်းချုပ်ပါတယ်အစာရင်မှန်ပြောင်းကြည့်တော့လည်းအစာရင်ရောင်နေပဲသိရပါတယ်ဘယ်လိုဆေးမျိုးတောက်ရင်အဆင်ပြေမလဲဆရာရန်နီလင်းကောင်းကတော့ညဘက်အစာလျှော့စားလို့အစာရင်ယောဂမဖြစ်အောင်ဘာကာကွယ်ဆေးတောက်သင့်ပါလဲခင်ဗျာထေကျူအားဆရာကျမအဆိုင်ရောင်တာ2လရှိပါပြီဆေးတောက်လဲမပြောက်ဘူးဖြစ်နေတယ်လို့ပြောပြပေးပါတဲ့ရီမြက်အကောင့်ကတော့2021လောက်ကအဆိုင်ရောင်တာပါပိုးစစ်တော့လည်းမရှိဘူးမှန်မြောင်းကြည့်တော့လည်းရိုးရိုးရောင်တာပဲလို့ပြောပါတယ်ဒါပေမဲ့မကြာခဏနာလိုက်အရည်တွေထွက်လိုက်ဖြစ်ပါတယ်2024ခုတစ်နှစ်လောက်အတွင်းမှာပဲအဆက်လဲပါတယ်ဆိုရင်3ခါလောက်ပဲစားတာပါကော်ဖီလက်ဖက်ရည်လည်းအကုန်ရှောင်ထားပါတယ်ဒါပေမဲ့ခဏခဏနာနေတော့မှာပဲဘိုင်လက်ခဏခဏစားလို့ထမင်းပြင်ပေါင်မုံနေပါစားနေရပါတယ်။နွားနိုရောတောက်လို့ရလားသိချင်ပါတယ်။ဆိုးလက်ကောင်းကတော့ဆရာကျွန်တော်ကအဆိုင်ရောင်တာတစ်နှစ်ရှိပြီအစာပိုင်းမှာဘာမှမစားရဘူးအကုန်အန်နဲ့ဘိုင်လက်ရမ်းနာတယ်အခုနောက်ပိုင်းယောဂလက္ခဏာတွေတက်တာလာတယ်ဒါပေမဲ့လုံးဝမစားနိုင်ဘူးဖြစ်နေတယ်ဆံပြုတ်နဲ့မုံပြော့တွေကလွှဲရင်ဘာမှစားလို့မရဘူးလို့ရေးထားပါတယ်။ကျယ်လေးကတော့ဆရာစာအိမ်မှာပိုးတွေ့တယ်ပိုးသက်ဆေးဆရာဝန်ကြီးညွှန်ကြားတဲ့အတိုင်းတောက်ပါတယ်။တစ်နေ့နှလုံး2ကြိမ်မှာ2လကြာတော့ပြန်စစ်တယ်ပိုးပြန်ရှိနေတယ်အခုပိုးသက်ဆေးကိုတစ်နေ့4ချိန်ပြန်တောက်ရပါတယ်။ရင်ထဲမှာတင်းကျပ်ပြီးအန်ဂျင်နဲ့ခေါင်းနေမှုတဲ့အစာစားနေတယ်မရှိဘူးဝမ်းသွားရင်လည်းအမဲရောင်ပိုက်ထဲမှာလေတွေလျှောက်သွားနေတယ်လို့ခံစားနေရတယ်အဲ့ဒါတွေဘာကြောင့်ဖြစ်တာပါလဲဘလို့ဆေးတွေစားရမလဲသိပြရစေကျေးဇူးတင်ပါတယ်လို့ရေးထားပါတယ်
ဦးဝင်းနိုင်အစာယောဂဖြစ်တဲ့အစာရင်ဦးလောင်းချောင်းပါမောက်ခ3ဦးပြတယ်မှန်မြောင်း2ခါကြည့်တယ်အစာရင်အသားစားယူစစ်တယ်ကောင်းတယ်လေတွေကြိုက်တယ်73နှစ်ရှိအကုန်စားရတယ်ဘာဖြစ်တာလဲလို့မေးထားပါတယ်ဆရာဟုတ်ကဲ့ပါအဲ့တော့ဆရာတို့ကမြင်းလာတဲ့မိကုန်းတွေကမတမများပြတဲ့အတွက်ဒီယောဂတွေကိုပေါ့နော်ဖြေချတဲ့အခါမှာအချိန်ကန့်သတ်မှုလည်းရှိတယ်ပြီးတဲ့အခါကျတော့ဒီထိရောက်မှုလည်းရှိသေးတဲ့အခါမှာယောဂတွေကိုဒီတူရဆုလိုက်တဲ့အခါကျတော့ဒါအခုဆရာတို့မျိုးစားနှစ်မှာဆိုရင်တော့အစာရင်ယောဂပေါ့နော်အစာရင်နဲ့ပတ်သက်တဲ့ယောဂမျိုးမျိုးကိုဖြေချပေးမှာဖြစ်ပါတယ်အရင်ပိုင်းနေတော့ကတော့အဖြစ်များတဲ့ယောဂတွေကမှာစစ်ချင်းပြန်တာတို့နော်ဥမာကြီးနဲ့ပတ်သက်တဲ့ဥလမ်းကြောင်းလှုပ်ရှားမှုပုံမှန်မဟုတ်တဲ့ IBS ဆိုတာတွေဖြေချပေးခဲ့တယ်နောက်ပိုင်းနေမှာဆိုရင်အစာမကြေတာတွေဝင်းချုပ်တာတွေခုသိန်းဦးနှောင်းနဲ့ပတ်သက်တာတွေဘိုင်းအောင်တဲ့ယောဂတွေပြီးတဲ့ခါကျရင်တခြားသောအဆိုင်ဝင်လမ်းကြောင်းနဲ့နှီးနွယ်တဲ့ယောဂတွေဆက်လက်ဖြေချပေးတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့မိကုန်းတွေအများကြီးကိုနားထောင်လိုက်ရတယ်ဆိုရင်အခြေခံသဘောတရားတော့အတူတူပဲအဆိုင်မှာယောဂဖြစ်တယ်အဆိုင်ရောင်နဲ့စာမကြေဖြစ်တယ်ရင်ပူတဲ့ဒါမျိုးတွေပေါ့နော်အဲ့ဒီမှာဒီမိကုန်းတွေမဖြေချခင်မှာတူရာတွေကိုဘာဖြစ်သွားတွေ့ရလဲဆိုတော့နံပါတ်1ကတော့အဆိုင်ယောဂဒီနာတာရှိဖြစ်တာကိုသွားတွေ့ရတယ်နော်တော်တော်များများနှစ်ချီပြီးတော့ခုနေရတယ်ရှင်းရှင်းမပြောက်တာမျိုးတွေလည်းရှိတယ်ဆရာဝန်တွေပြရဲဆေးတွေတောက်ပေးမယ်လဲအစာလေးနဲ့မှားတာနဲ့ပြန်အောင်နေတာမျိုးရှိတယ်ပေါ့နော်နောက်နံပါတ်2ချက်ကတော့ဗာလဲဆိုတော့အဆိုင်ယောဂဖြစ်တာကြာလာပြီဆိုစိတ်တက်ကြာလာတယ်လူနာတွေကနော်စိတ်တက်ကြာလာတယ်စိတ်ညစ်လာတယ်ဟာခုနပြောသလိုမန္တလေးလူရန်ကုန်တို့နော်မြို့ကြီးပြားကြီးတွေသွားပြီးထူးဆရာဝန်တွေပါရဂူတွေနဲ့လည်းပြဖို့သူတို့မှာအခက်အခဲရှိတယ်ပေါ့နော်လမ်းမဆက်သွယ်ရေးအဆလို့ပေါ့နော်ဒါမျိုးလေးတွေကြားသိရတယ်နောက်ချက်ကကြတော့တတိယချက်ကတော့ဗာလဲဆိုလို့ရှိရင်ဘိုက်စာရဲ့ပြဿနာပေါ့နော်ဘိုက်စာရဲ့အစာလွန်သွားရင်လည်းစားလို့မရတော့ပြန်เนาะဒီပြဿနာလေးကိုသွားပြီးတွေ့ရတဲ့အခါကျတော့ဒီအခုမေးခွန်းတဲ့မိတ်ဆွေတွေကိုပြောချင်တာကတော့ဒီဆရာတို့အခုတင်ဆက်မဲ့အကြောင်းအရာတွေအပိုင်းဆရာထင်တယ်9ပိုင်း10ပိုင်းလောက်ထိတော့ဖြစ်သွားမှာပေါ့နော်အဲ့တော့ဒီပိုင်းလေးတွေအကုန်လုံးတော့ကြည့်ပါဘာလို့ဆရာတို့ကဒီတစ်ပိုင်းမှာအသေးစိတ်ပြောမသွားတဲ့အကြောင်းအရာနောက်တစ်ပိုင်းမှာအသေးစိတ်ပြောချင်ပြောထားမယ်ဒီတစ်ပိုင်းမှာကြံသွားတဲ့အကြောင်းအရာနောက်တစ်ပိုင်းမှာပြန်ပါမယ်အခါကျတော့ဒီဖြေချသွားတဲ့ဖြေချချက်တွေဆွေးနွေးချက်တွေကိုအကုန်လုံးကြည့်လိုက်ရင်တော့ကိုယ်နဲ့ပတ်သက်တဲ့ကိုသိတဲ့ဟာတွေတစ်ပိုင်းတစ်ပိုင်းမှာပါနေလိမ့်မယ်ပေါ့နော်နောက်ချက်ကတော့ဆရာစာအုပ်ပေါ့နော်ဒါစာအုပ်ကိုကြော်ညာတာမဟုတ်ပါဘူးဆရာစာအုပ်ကကြော်ညာစရာမလိုအောင်လဲသူကလည်းသူရောင်းရပြီးသားဖြစ်တယ်ဒါအခုဆိုရင်ဒုတိယအကြိမ်ပြန်လဲထွက်ချလာတာလာပိုင်းလေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့ဒီဆရာစာအုပ်ထဲမှာတော့အခုမိတ်ဆွေတို့နေထားတဲ့မိကုန်းတွေနဲ့ပတ်သက်တဲ့အဖြေတွေအကုန်ပါတယ်အဲ့တော့ဘယ်လိုပါလဲဆိုတော့နံပါတ်1ကတော့အဆိုင်ယောဂနဲ့ပတ်သက်လို့ဆရာခေါင်းစဉ်တစ်ခုရေးပေးထားတယ်အဆိုင်ရောင်ခြင်းနဲ့အဆိုင် acid ထွက်တာပုံမှန်မဟုတ်ချင်းပေါ့နော်ဆိုပြီးခေါင်းစဉ်တစ်ခုရေးပေးထားတယ်ပြီးလို့ရှိရင်ဒီထဲမှာမိတ်ဆွေတို့များမေးသွားတယ်အဆိုင်ရောင်နဲ့အဆိုင်ယောဂပို့ H pylori ပေါ့အဲ့ H pylori အကြောင်းလည်းဆရာတခန်းပြည့်စုံရေးပေးထားတယ်ဆိုတော့အဆိုင်ရောင်တာရဲ့အဆိုင် acid ထွက်တာပုံမှန်မဟုတ်တာရဲ့အဆိုင်ယောဂပို့ဒီသုံးခန်းကိုဖတ်လိုက်တာနဲ့ကိုအခုမိတ်ဆွေတွေသိကျင်တဲ့အဖြေတွေတော်တော်များပါပါပြီဒီခုမြောက်ကကြတော့အဆိုင်ကျမ်းမာကိုရေရှည်ဘယ်လိုလုပ်ရမလဲဆိုရင်မေးပေါ့နော်ရေရှည်တစ်သက်လုံးဒီလိုပဲသွားတော့မှာလားတစ်သက်လုံးဒီလိုပဲအပြင်စားတွေရှောင်နေရတော့မှာလားတစ်သက်လုံးဒီလိုပဲဘာဆက်ဘဲအောင်နေမှာလားဆိုရင်မေးခွန်းအတွက်ကကြတော့အဆိုင်ကျမ်းမာဖို့တော့လိုရတဲ့အဆင့်6ဆင့်ဆိုတာရှိတယ်အဲ့ဒါကိုဆရာအား6လုံးနဲ့ပေါ်ပြထားတယ်ပေါ့နော်ဒါလေးလည်းပြီးရင်ဆရာဒီမှာအချိန်ရတဲ့လောက်လေးကြိုးစားပြီးပြောသွားပြီးမယ်စာအုပ်ထဲမှာသေးသေးဖတ်လို့ရပါတယ်နော်ဆိုတော့စာအုပ်ကတော့အဆိုင်ငွေကြောင်းနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒတွေကိုစုံအောင်ရေးပေးထားတာဖြစ်တဲ့အတွက်စာမျက်နှာအဖြစ်နဲ့300ကျော်သွားတယ်နောက်ပြီးတော့ဆရာရဲ့စာဖတ်ပြည့်တဲ့တွေကလူကြီးပိုင်းတွေများတဲ့တခါစလုံးနည်းနည်းခက်ကြီးလေးနဲ့ရေးပေးထားတယ်ပေါ့နော်အဲ့ခါကျတော့ဒါမိသားစုတိုင်းတော့ဝယ်ထားပြီးတော့ဖတ်မယ်ဆိုရင်တော့အဆိုင်ငွေကြောင်းနဲ့ပတ်သက်တဲ့သိလိုက်တာတွေလည်းသိရမယ်ဒါအပြင်အဆိုင်ငွေကြောင်းနဲ့ဓာတ်ရိုက်မပတ်သက်ရင်တော့လူဒီလောက်ယောဂဗျာတွေထူပြောတဲ့ခေတ်မှာလူကြီးကျမ်းမာအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာဒီအစားအသောက်ကနေပဲစပြီးတော့ပြင်ရမှာအဲ့တော့ဒီအစားအသောက်နဲ့ပတ်သက်လို့ဆရာအာဟာရဆရာဝန်တွေဖြစ်တဲ့အတွက်အာဟာရရဲ့ရေးကြည့်ပုံဆိုပြီးအခန်းတက်တခန်းရေးပေးထားတယ်ဒါအပြင်ဖြစ်ဆွတ်စာတောက်တာပေါ့နော်ဒီဘက်ခေတ်ကဆရာတို့က organic အစားအစာတွေစားရတဲ့ခင်မဟုတ်တော့တဲ့ခါကျတော့ခန္ဓာကိုယ်မှာအာဟာရတက်လီတွေနည်းနည်းချုပ်တယ်နေတယ်အဲ့ဒါကြီးတော့ကိုဖြစ်ဆွတ်ပြီးတော့တောက်သုံးပေးရမယ်ဖြစ်ဆွတ်အာဟာရတွေဖြစ်ဆွတ်အားစီတွေနဲ့ပတ်သက်ပြီးတော့ဆရာတခန်းရေးပေးထားတယ်ဒါအပြင်အဆိုင်လမ်းကြောင်းကျမကြီးအတွက်အဆိုင်လမ်းကြောင်းရဲ့တမားတော့အဆိုင်လမ်းကြောင်းရဲ့ပိုင်ရှင်လို့အောင်ပြောလို့ရတယ် probiotics တွေအကြောင်းလည်းပြည့်စုံเนาะဖော်ပြထားတယ်ပိုတလောဆိုဆရာရှိမှာလူနာတယောက်ကစီးလမ်းကြောင်းပိုးဝင်လာလားပြတယ်တကယ်တော့သူကအဆိုင်ကြောင်းပြဿနာတက်နေတာပေါ့နော်ဒါမျိုးလေးတွေပေါ့အဲ့ဒါဆိုလိုတာဒီ probiotics လေးတွေဖြည့်ပေးလိုက်မယ်ဆိုရင်အဆိုင်လည်းကောင်းသွားမယ်ဒီစီးလမ်းကြောင်းပိုးဝင်လာလည်းတက်တာပါမယ်ဆိုတော့ probiotics ကြောင့်လည်းဆရာတခန်းပြည့်စုံရေးပေးထားတယ်ဒါအပြင်လူတယောက်ဒီမိုးလင်းနာနဲ့ဘလူးစားရမယ်အဆိုင်သမားတွေဆိုမြင်နေတယ်ဆရာကျမဘာစားမလဲနိုးတယ်လားကစုံစားလို့ရလားအများကြီးပဲပေါ့နော်ဆိုတော့တနေ့တာမှာဘလို့နေထိုင်စားတော့မလဲဆိုတော့တနေ့တာနေထိုင်စားတော့မှုပုံစံအောင်လဲမနေ့ရထားတာနဲ့ဘလို့ခြေတော့ရမလဲเนาะဘလို့လမ်းလျှောက်ရမလဲမနက်စာ breakfast ကိုဘလို့စားရမလဲနေ့လယ်စာဘလို့စားရမလဲဒါတွေကိုလည်းဆရာအခန်းတစ်ခန်းနဲ့နမူနာစားတော့မှုပုံစံဆိုပြီးတော့ကျမ်းမာသေးတော့တနေ့တာဆိုပြီးတော့ရေးပေးထားတယ်ဆိုတော့ဆရာဆောက်တဲ့ဖတ်ကြည့်လိုက်မယ်ဆိုတော့သိကျင်တဲ့ဟာတွေကိုထပ်ကိုလည်းပြန်ပြီးဖတ်ကြည့်လို့ရတာပေါ့နော်ဆိုတော့အခုဆွေးနွေးဖြေကြားချက်မှာတော့တန်းနေများဆရာလူရင်းတွေကိုပြောသွားပြီးမယ်ပေါ့နော်အဲ့တော့အဆိုင်ယောဂကိုကုသရမယ်ဆိုဆရာတို့ကနံပါတ်1ကတော့ဘာလုပ်ရမလဲဆိုရင်
ကိုဖြစ်နေတဲ့အစာရင်ယောဂါအကြောင်းရင်းတွေကိုရှာဖွေဖော်ထုတ်ပြီးကုသရမယ်ခုနကတော့ဆရာကြားလိုက်တယ်နော်နှလုံးသွေးကြောပိတ်ထားတယ်လို့နော်စတန်ထည့်ထားတယ်လို့နော်ဒီလိုတွေကြောင့်သွေးကျဲစေးတွေတောက်နေရတာမျိုးတွေနော်အစာရင်ယောဂါဖြစ်ရခြင်းနောက်ကိုရအကြောင်းရင်းတွေပေါ့နောက်ပြီးတော့လေးဘက်နာပိုးတွေဖြစ်နေတယ်လို့နော်အများနဲ့ကြိုက်ခဲပြောက်စေးတွေတောက်နေရတယ်စတီရိုက်တွေတောက်နေရတယ်ဆိုရင်လည်းအဲ့လိုအစာရင်ကိုထိခိုက်စေတဲ့ဆေးဝါးတွေအစာရင်ကိုထိခိုက်စေတဲ့ကိစ္စတွေပေါ့နော်ဆလီတောက်တာတို့ရဲတောက်တာတို့ဒါတွေလည်းပါတယ်အဲ့ဒီအချက်တွေကိုအရင်ဦးဆုံးနံပါတ်1အကြောင်းရင်းတွေကိုရှာဖွေဖော်ထုတ်ကုသရမယ်အကြောင်းရင်းကိုမပြုတ်ပြင်မဲနဲ့နော်အဆိုင်ယောဂါကိုခုနေတော့အခုလိုပဲဖြစ်နေမှာဆိုင်စည်းတွေတောက်လိုက်ဆရာဝန်ရှိသွားလိုက်တက်တာလိုက်အစာမရနဲ့ပြင်အောင်လည်းဒီလိုပဲဖြစ်နေတယ်ပေါ့နော်ဒါနံပါတ်1ကအကြောင်းရင်းဆိုတာမှပြောရင်အများကြီးပဲခုနဆရာပြောတဲ့ဆေးတွေကြောင်းလားဆလီတောက်လို့လားရဲတောက်လို့လားစိတ်ပီးစီးမှုကြောင်းလားသူစားနေတဲ့စားတောက်ပုံစံမှန်လို့လားဒီအကြောင်းရင်းနံပါတ်1ကုသမယ်နံပါတ်2ကတော့အာဟာရနဲ့ကုသဖို့လိုတယ်အမှန်တမ်းအရေးကြီးပါတယ်အာဟာရနဲ့ကုသတယ်ဆိုတော့ဘာကိုပြောရလဲဆိုတော့ဆရာတို့ဒီအဆိုင်ယောဂါဖြစ်လာပြီလို့ခုနကပြောတယ်နော်ဘိုက်ခဏခဏစားတယ်လို့နော်အစာလုံးဝိုင်းလည်းအဆင်မပြေတော့ပြန်ဘူးလို့ဒီပြဿနာတွေဖြစ်လာတယ်ဆိုတာဒီအရေးကြီးတာအစာရင်ဦးလမ်းကြောင်းအတွက်ကောင်းတဲ့အာဟာရဓာတ်တွေပေါ့နော်ဥပမာအဖြစ် protein ဓာတ်တွေတို့ဗီတာမင်သတ္ထုဓာတ်တွေတို့ခုနပြောတဲ့အကျိုးပြုဘူးတွေတို့ဒါတွေကိုမဖြည့်စွက်ဖဲနဲ့အစာရင်စည်းတွေပဲတောက်နေမယ်ဆိုရင်တော့ရေတိုတော့ကောင်းတယ်ရေရှည်မှာဘလို့မှဒီပြဿနာမပြေလည်နိုင်ဘူးဒါကြောင့်အာဟာရကူထုံးဖြစ်တဲ့အစာတောက်နေကုမယ်နော်ပြီးတဲ့ခါကျခုနအန်တီတယောက်ပြောသွားတယ်နော်အများနဲ့စာနေတယ်ဆိုတော့အဲ့ဒါအစာရင်လူနာတွေဖြစ်နေကြပဲဘာလဲဆိုအသားဓာတ်စားတာမလုံတော့ဘူး protein ဓာတ်ပေါ့နော်ဆရာတို့ဗမာလိုပြောအင်္ဂလိပ်လိုပြောရင်တော့protein ဓာတ်ဆိုတာအသားတွေငါးတွေပဇွန်တွေကြက်ဥတွေပဲတွေဒါပေမဲ့အသားငါးပဇွန်ကြက်ဥပဲဆိုတာလေအဲ့လိုအလွယ်ပြောလို့မရအောင်အသားကိုဘယ်လိုစားမှာလဲဘယ်အသားကိုစားမှာလဲဘယ်လောက်စားမှာလဲဘယ်နှစ်ရက်တစ်ခါလဲပဲဆိုလို့ရှိရင်လည်းမစားရင်လည်းပြဿနာရှိရဲစားပြတ်တော့လည်းစားမကြေဖြစ်တယ်အဲ့ခါကျတော့တ냐ရည်စိမ်ပြီးချက်ရတာတော့ဒါတွေကတော့ထိုင်ဆွေးနေမယ်ဆိုရင်အရန်အချိန်ကြီးပေးရတာပေါ့နော်ဆိုတော့ဒါလေးတွေကိုလည်းအသေးစိတ်ဖက်ရှုလေးလာလို့ရတယ်ဆိုတော့နံပါတ်2ကအာဟာရနဲ့ကုရမယ်အဲ့တော့ခုနကခဏခဏစားရတယ်ညဘက်ကျရင်လည်းစားလို့ထထစားရတယ်ဆိုတာအဲ့ဒီအန်တီဒီသူစားတဲ့အစားတောက်တယ်မှာ protein နဲ့လုံလောက်မှုမရှိဘူးအဲ့တော့ protein နဲ့လုံလောက်အောင်စားပါပြီးခုနပြောသူအစာရည်နဲ့ရန်ကျန်းမာစေတဲ့ဖြည့်စွက်အာဟာရတွေအားစေးတွေဆရာတို့ကတော့တချို့တွေဒီဆရာတို့ရဲ့ဟောပြောတာတွေသိမကြည့်ဘူးတဲ့သူတွေဆိုပြောပြတယ်အစာရည်လမ်းကြောင်းအားစေးလေးတောက်လိုက်ပါအဆင်ပြေတောက်ပါအဆင်ပြေလားတောက်နိုင်တောက်ပါတောက်နိုင်လဲဆရာရေးပေးမယ်မတောက်နိုင်ဆိုလည်းမတောက်နိုင်ပါတော့ဒီလိုမျိုးလေးပြောလို့ရှိရင်အဲ့တော့အာဟာရတို့ဖြည့်စွက်စာအောင်နဲ့ကုသဖို့လိုတယ်ဒါကဒုတိယချက်ပေါ့နော်ပထမချက်ကအစာရည်ကိုထိခိုက်စေတဲ့ကိစ္စတွေမှန်တယ်များတက်နေတယ်များရှာမယ်ရှောင်မယ်ဖယ်ရှားမယ်ဒုတိယချက်ကကျတော့အာဟာရတို့ဖြစ်ဆက်ဆောင်နေကုသဖို့လိုတယ်တတိယချက်ကကျတော့အစာရင်ယောဂပိုး H pylori အစာရင်ယောဂပိုးကဆရာတို့ခုမြန်မာနိုင်ငံမှာရောဒီအာရှနိုင်ငံတွေမှာအဗဒမကြောက်စရာကောင်းလောက်အောင်ကြောက်ခမန်းလေးတွေပွားများနေတယ်အဲ့တော့အစာရင်ယောဂမတက်တာဘူးဆိုရင်မဖြစ်မနေအစာရင်ယောဂပိုးရှိမရှိစစ်ကြည့်ပါခုခေတ်ဆိုရင်စစ်ရတာလွယ်သွားပြီနော်သူစစ်နည်းတွေကတော့အများကြီးရှိတယ်ပေါ့နော်မှန်မြောင်းကြည့်တာတို့လေးပုတ်တာတို့ဝင်းစစ်တာတို့ရှိတယ်ဝင်းစစ်တာတို့ကုန်ကျစရိတ်လည်းတက်တာတယ်တိလည်းတိကြတယ်အဲ့တော့ဝင်းထဲမှာအစာရင်ပိုးတွေ့နေပြီဆိုရင်ဒီအစာရင်ပိုးသက်စီတောက်ရမယ်ဆရာဝန်နဲ့တိုင်ပင်ရမယ်ဒါပြီးတော့ခုနတယောက်ပြောတာကြားလိုက်တယ်နော်ပထမတစ်ခါစီးတောက်တယ်ဒါပေမဲ့ပိုးကရှိနေသေးလို့ဒုတိယကြိမ်ထပ်တောက်ရတယ်ပေါ့နော်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးခဏခဏပြန်တောက်နေရတယ်ဆိုတာအစာရင်ရဲ့နံရံမကြမ်းပါလို့အဲ့တော့အစာရင်ပိုးသက်စီတောက်ပြီးပြီဆိုတော့ညာလေပိုးပြန်မဝင်ဖို့အတွက်အစာတောက်ကိုတန်ရှင်းတာဂရုစိုက်တာတို့ဥလန်းချောင်းအားဖြည့်တဲ့ဆေးတွေတောက်တာတို့လုပ်ပေးရတယ်ဒါအပြင်ဒီ H pylori ရဲ့ထူးခြားချက်ကတခြားခန္ဓာကိုယ်စိတ်ပိုင်းတွေလည်းဒုက္ခပေးတယ်။သူကအစာရင်မှာနေတဲ့ပိုးဆိုပေမဲ့နာတာရှိပိုးဖြစ်တဲ့အတွက်နော်။သူကကြာလာရင်တတိတွေမေ့လာတာတို့အစာရင်ပိုးရှိနေအများနဲ့ပင်ပန်းနေတာတို့နော်။ဒါမျိုးလေးဖြစ်တတ်တယ်ပေါ့နော်။ဆိုတဲ့အခါကျတော့အရေပြားတွေအများနဲ့ရားတာတို့အရေပြားမှာဓာတ်မတည့်တာဖြစ်လို့အရေပြားဆရာဝန်တွေရှိတာသွားနေတာတကယ်တော့အစာရင်ပိုးကအစာရင်ပိုးကိုတေချာမကုရသေးလို့ဖြစ်နေတာပေါ့နော်။ဆိုတော့ဒီ H pylori အကြောင်းကိုလည်းတေချာနားလည်အောင်လုပ်ပါ H pylori တေချာကုပါပြီးရင်ပြန်ပြီးတော့ပိုးမဝင်အောင်လို့လည်းဂရုစိုက်ပါဆိုတာဒါတတိယချက်ပေါ့နော်စတုတ္ထချက်ကတော့ဘာလဲဆိုလို့ရှိရင်ဟော်မုန်းနဲ့ပတ်သက်တာတွေဥပမာ thyroid ဟော်မုန်းလို့နော်ဒါတွေမှာပြဿနာရှိနေတယ် cortisol ဟော်မုန်းပြဿနာရှိနေရင်လည်းအဆိုင်ယောဂါတွေကမပြောက်ခွဲနေတတ်တယ်အဲ့တော့တကြွနာလေးဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဟော်မုန်းတွေပါစစ်ကြည့်ရမယ်စီးကျူတွေပါစစ်ကြည့်ရမယ်စီးကျူဆိုတာလည်းဟော်မုန်းယောဂါပဲလေဒါလေးစစ်ကြည့်ရမယ်ဒါလေးစစ်ကြည့်လို့ဒါတွေမှာပြဿနာရှိရဲဆိုလဲလိုအပ်တယ်လို့ကုသရမယ်ပေါ့နော်နောက်နံပါတ်5ကတော့ lifestyle ပေါ့ lifestyle ဆိုတာကတော့အဆိုင်ယောဂါအားလုံးဟာခုနဆရာရှေ့ဆုံးနံပါတ်1ပြောခဲ့သူအကြောင်းရင်းကိုပြင်ရတာဖြစ်တဲ့အတွက်ဒီဝါအိပ်ပေးဖို့လိုတယ်အစားအုပ်ချိန်မှစားရမယ်နော်ဆလီတောက်တာတော့အရက်တောက်တာတော့ရှိရင်ဒါတွေကိုဖြတ်ရမယ်လျှော့ရမယ်ပြီးရင်ဝင်းတွေပိုင်းချုံနေဂရုစိုက်ရတယ်ဝင်းချုံနေတဲ့သူကအစာရင်မှလည်းလာပြီးထိရမယ်နော်ပြီးလို့ရှိရင်ဆရာတို့ဒီပန်းသီးချလကားကြီးလိုဟာမျိုးတွေပေါ့နော်တောက်ပေးလို့ရတယ်ပန်းသီးချလကားကြီးလေးတနေ့ကိုတစ်ခွက်နှစ်ခွက်တောက်ပေးရင်အစာကြီးတယ်ဒါပေမဲ့ပန်းသီးချလကားကြီးကတော့ချင်းနေတဲ့ဖြစ်တဲ့အတွက်အစာရင်လက်တလောရောင်နေတောက်လို့မရဘူးအစာရင်ရောင်လာတတ်တာဝါပြီဆိုတော့အစာကြည်ဖို့အတွက်
အစာချေရကောင်းမှုအတွက်အစာရင်မှာ acid တက်ထွက်တာတွေညီမျှဖို့အစာရင်လေးခူတာတက်တာဖို့ဆိုပြီးတော့ပုံမှန်လေးတောက်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီအချက်၅ချက်ပေါ့နော်ပြန်ပြောမယ်ဆိုရင်အစာရင်ယောဂဖြစ်ရခြင်းအကြောင်းရင်းတွေကိုရတဲ့လောက်ရှာဖွေပေါ်ထုတ်ပြီးတော့ကုသပါဒုတိယချက်ကအာဟာရတို့ဖြစ်ဆက်စာတို့နဲ့လည်းပေါင်းစပ်ကုသပါတတိယချက်ကကျတော့အစာရင်ပိုးကိုမဖြစ်မနေရှာဖွေပါရှာဖွေပြီးလို့ပိုးကခဏခဏပြန်ဝင်နေရဆိုတော့ပိုးပြန်ဝင်နေအောင်လည်း view site ပါနော်ဆိုတော့အချက်အနေနဲ့တော့ဆရာတော်ဟော်မုန်းယောဂတွေပေါ့နော် thyroid တို့ CGO တို့ cortisol တွေများတာနေတာဒီယောဂတွေကိုလည်းနော်ရှာဖွေပေါ်ထုတ်ပြီးကုသပါနော်နောက်ဆုံးအချက်ကတော့ lifestyle လို့ခေါ်တဲ့ဘဝနေထိုင်မှုပုံစံရေဝိုက်တာတို့ကိုလည်းလှူရှာမလုပ်တာတို့ဆက်လက်ရက်တွေဖြတ်တာတို့နော်စိတ်ပီစီမှုလျှော့တာတို့အစားစားခြင်းမှန် view site တာတို့ဒီအချက်တွေအကုန်လုံးကပေါင်းဆက်ပြုပြင်လိုက်ရင်တော့အဆိုင်ယောဂတွေပျောက်အောင်ကုလို့ရပါတယ်နော်ပျောက်သွားတဲ့သူတွေအများကြီးရှိပါတယ်ဆရာဦးလူနာရဲ့မှာဆရာစာအုပ်ဆက်စားခြင်းထုတ်တဲ့စာအုပ်မိတ်ဆက်ကိုဟောပြောပွဲမှာဆိုရင်စင်ကာပူကနေတော့မှတကူးတကပေါ့နော်သူဒီဟောပြောပွဲကိုနားထောင်နေလို့သူပြန်လာဖို့အကြောင်းရင်းလည်းရှိမှာပေါ့နော်ဒါပေမဲ့လာပြီးတော့နားထောင်နေမိတ်ဆွေတယောက်ဆိုရင်သူဆရာအခုရှင်းပြလိုက်တဲ့ဟာတွေသူကမသိခဲ့ဘူးသူ့ရဲ့ဆိုင်ယောဂ2နှစ်ရှိပြီစင်ကာပူမှာသူလှုပ်တဲ့စင်ကာပူမှာနေတယ်မှန်မြောင်းနေကြည့်တယ်မှန်မြောင်းဆိုသူကျွမ်းနေပြီเนาะသူကြည့်ဘူးနေပြီနှစ်ခါသုံးခါကြည့်ဘူးတယ်ပြီးလို့ရှိရင်အစာရင်သေးတွေဆိုလည်းသူအကုန်သိရယ်เนาะဘာရောက်ရင်ဗာစေးတောက်အောင်လဲလေးမလိန်ဘာသူအကုန်သိရယ်ဒါပေမဲ့သူဒီအကြောင်းရင်းတွေပြင်အောင်ကောင်းမှမသိရတဲ့ခါကျတော့သူယောဂခဏပဲတက်တာတွေပြန်ဖြစ်တယ်ပေါ့เนาะဒီအကြောင်းရင်းတွေကိုပြုပြင်လိုက်တဲ့ခါမှာသူဒီเนาะညံလင်းရသွားပြီးတော့ပေါ့เนาะကလောင်ဆိုပြီးခေါင်းထဲမှာခေါင်းလောင်းလေးလင်းသွားပြီးတော့သူကောင်းသွားတယ်ပေါ့เนาะ3လတန်ဒီပိုင်းညာမလုံးဝကောင်းသွားတယ်အခုဆိုရင်သူအစာရင်ကစေးုံစေးကံမပြရတော့ဘူးစေးလည်းအများကြီးဆွဲမတော့ရတော့ဘူးပေါ့เนาะဆိုတော့ဒါကြောင့်မလို့ဆရာဒီညနေလူနာတွေကိုကိုချင်းစာတွေအားပေးခြင်းပါတယ်စိတ်မလျှော့ပါနဲ့မိတ်ဆွေတို့အမြဲတမ်းမှတ်ထားရမှာကိုယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိအောင်အရင်ဆုံးသိယူရမယ်ဒါကြောင့်မလို့ဆရာတို့ကဒါအကျိုးအမြတ်အတွက်မဟုတ်ဘဲနဲ့အချိန်ကုန်ခံပြီးဒီလိုစာအုပ်တွေရေးသားထုတ်ဝေထားတာဒီလိုစီစဉ်နေရိုက်ကူးတင်ဆက်တာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ဘိုင်းနေအကုန်လုံးကြည့်ဖို့တော့ထက်ခါတော့မြေတရရက်ခံပါတယ်ဒါမှဟိုဇလန်တပုတ်လို့ပေါ့နော်ဇက်ရည်လဲပြီးတော့ဒါကျက်မာတဲ့အစာမင်းကြောင်းတွေကိုပိုင်ဆိုင်နေကြပါသေးလို့ဒီညကနေဆူတောင်းပေးလိုက်ပါတယ်